မင်္ဂလာပါအင်မြမြဖြစ်ပါတယ်ဒီနေ့မှာတော့အတန်အနှိမ့်အမြင့်နေပေါ့နော်တုံးအကြောင်းလေးလာမှာဖြစ်ပါတယ်တုံးနဲ့ပတ်သက်လို့အရင်တုန်းကလေ့လာခဲ့တဲ့ vowel တွေအကြောင်းအရင်ဆုံးပြန်ပြောမယ်နော် vowel မှာ e a e r o o u ဆိုပြီးလေ့လာခဲ့တယ်နော်အဲ့ဒီ vowel တွေက level တုံးဖြစ်ပါတယ်ရိုးရိုး vowel တွေဖြစ်ပါတယ်နော်အဲ့ဒီ level တုံး vowel တွေကိုအတန်တွေကို low falling တုံးပြောင်းကြည့်မယ် high falling တုံးပြောင်းကြည့်မယ်ဥပမာ vowel e မှာဆိုလို့ရှိရင် e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  သူ့ကို high falling တုံးလို့ခေါ်တယ်လို့ long တုံးလို့လည်းခေါ်မယ်သူ့ကိုတော့ short တုံးပေါ့တုံးလေးတွေတိုးနေရပေါ့အတန်လေအဲ့တော့မခွဲတတ်ဘူးဆိုလို့ရှိရင် short တုံး long တုံးဆိုပြီးအတန်ကိုနည်းနည်းရှည်လေးထွက်မှာပေါ့နော် e e e a ကိုကြည့်အောင်နော် a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  နောက်တစ်ခုကြည့်မယ်နော် a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  ပြီးရင်a 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 အော်ကြည့်မယ်နော်အ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 ိုကိုကြည့်မယ်နော်အို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 ဥကိုကြည့်အောင်နော်ဥဥ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 ဥဒီလိုတန်နေရှိမယ်နော်သူတို့ကို symbol လည်းပြောင်းသွားမယ်ပေါ့နော်အရင်တော့ vowel မှာတော့ငါ e a a r o o o d level 3ရဲ့ symbol တွေနဲ့ရေးခဲ့တယ်ပေါ့နော်သူကနေပြီးတော့ falling tone ဖြစ်တဲ့အခါမှာလုံးကြီးတင်ဆန်ခတ်ကဆန်ခတ်မပါတော့ပဲねလုံးကြီးတင်ပြီးရင်ဒီဘက်မှာ2 dot လေးပါလာမယ်ဝိစာနှလုံးပေါက်ပေါ့နော်ဝိစာပေါက်လို့လည်းခေါ်တယ်အဲ့ဒါကို e e e ဒီထုံးမှတ်လေးတွေကိုကြည့်ပြီးတော့အတန်ပြောင်းလဲကိုမှတ်ထားမယ်နော် a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  o o o ဒီပေါ်ကအသက်ကလေးသူမှမပါတော့ဘူးပြီးရင်ရှေ့နဲ့နောက်ကအများအဖြစ်ဒီအောက်က1 dot လေးနဲ့2 dot လေးနဲ့ကြည့်ပြီးခွဲလို့ရတယ် o o o u u u summary နဲ့ပတ်သက်လို့သူတို့မှာလည်းပဲ names တွေရှိတယ်နော်ဒီ symbol ရဲ့ name ကတော့လုံးကြီးတင်လုံးဆိုတာအလုံးလေးပေါ့ circle လေးအပေါ်မှာတင်ထားလို့ပေါ့နော်အဲ့တော့လုံးကြီးတင်အောက်ကမြင့်အောက်ဆို down ပေါ့နော်အောက်ဖက်မှာပေါ့နော်ဘယ်လုံးမှာပါတဲ့အတွက်ကြောင့်အောက်ကမြင့်တချောင်းကင်ဒီမှာက1 stick ဖြစ်သွားပြီဆိုတော့တချောင်းကင်ဒါလေးကိုတော့အနောက်ဘက်ကို back side ကိုပြစ်ထားလို့နောက်ပြစ်ဒါလေးကတော့ဝိစာပေါက်ဝိစာနှလုံးပေါက်လို့လည်းခေါ်တယ်နော်ဝိစာပေါက်အဲ့တော့လုံးကြီးတင်အောက်ကမြင့်တချောင်းကင်နောက်ပြစ်ဝိစာပေါက်ဝိစာနှလုံးပေါက်လို့ခေါ်ပါတယ်သူမှာ names တွေရှိတယ်နော်
ဒါနဲ့ပတ်သက်လို့ရေးနည်းကတော့ပထမဆုံး consonants တွေကိုအရင်ဆုံးရေးပေးပါပြီးရင် vowel လာမယ်ပြီးတော့မှ tone တွေလာမယ်ပေါ့နော်အဲ့တက်မှာ whistle ပေါက်လို့ခေါ်တဲ့ high falling tone ကတော့နောက်ဆုံးမှရေးရမှာဖြစ်ပါတယ်ဒါတွေနဲ့ပတ်သက်လို့ကြည့်ရအောင်နော်ရေးတဲ့အခါမှားနိုင်တဲ့ဟာတွေကိုလေ့လာကြမယ်နော်အဲ့တော့ဒီနေရာမှာရှိတဲ့ consonants B တွေမှာက one space ပဲရှိတာကို single with consonants လို့ပြောလိုက်မယ်ပေါ့နော်ဒီလိုစလိန်လိုမျိုး two space ယူထားတယ်ဆိုရင်တော့သူ့ကို double with consonants လို့ပြောမယ်နော် single with consonant နဲ့ double with consonant ရဲ့ရေးနည်းမှာတတိထားရမယ့်ဟာတွေရှိတယ်နော်ဥပမာပြောရင် right side မှာပဲရေးရမယ် double with consonant ဆိုရင် right side မှာပဲရေးရမယ်တကယ်လို့ left side မှာရေးတယ်ဆိုရင်တော့ဒါမှားတယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ဒီနေရာမှာ two dot ဆိုပေမဲ့ရိုးရိုး column မဟုတ်ဘူးเนาะ no column သူက whistle ပေါက်ဆိုအလယ်မှာမြန်မာဖောက်ထဲမှာရှိတဲ့ထက်က circle တွေပါတဲ့ဟာကိုတော့တတိထားပေးပါဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ဒီစလုံးပေါ့เนาะမေးစိတ်ချင်းဆိုတဲ့အဓိပ္ပာယ်မေးစိတ်မှာကြတော့ဘာလို့တတိထားရမလဲဆိုရင်သူကအောက်ပါရေးတဲ့အောက်ကမြင်ပေါ့เนาะအောက်ကမြင်ကသူလည်းပဲ below and just to the right below and just to the right အောက်လည်းဖြစ်ရမယ်ညာဘက်မှာလည်းရေးရမယ်ပေါ့နော်အဲ့တော့တန်းလည်းမဖြစ်ရဘူးနောက်တစ်ခုကကြတော့ဒီလိုမျိုးကဲ့ရဲ့ပေါ့နော် x ဆိုရဲ vowel မှာကြတော့ဘာလို့တတိထားပေးရမလဲဆိုရင်သူက double wood တွေပါလာပြီဆိုလို့ရှိရင်ထုံးစံတိုင်း right side မှာပဲရေးရမယ် right side မှာပဲရေးရမယ် not left side မှာမဟုတ်ပါဘူးအာတရကိုကြည့်ရအောင်အာတရမှာဒီမှာရေးချနဲ့မောက်ချမှားလို့မရဘူးเนาะရေးချနဲ့မောက်ချမှားလို့မရပါဘူးအသေးဆိုရင်ရေးချပေါ့เนาะသူက short form ရှိတယ် long form ရှိတယ်မှားရေးလို့မရပါဘူးเนาะနောက်တစ်ခုကကြတော့ vowel ရဲ့အပေါ်မှာပဲရေးရမယ် consonant အပေါ်မှာမဟုတ်ဘူးเนาะ above the vowel not consonants above the vowel ပေါ်မှာမရေးရမယ်အလယ်မှာလာရေးလို့မရဘူးเนาะနောက်တစ်ခါ o ဆိုတဲ့ vowel မှာကြတော့သူလည်းပဲ single with double with နဲ့ side ပါတယ်เนาะသူ့ကိုရေးတဲ့အခါကျရင် consonant letter ရဲ့ right hand side မှာပဲရေးရပါမယ်ဒီလို left hand side မှာရေးလို့မရပါဘူးเนาะငိုမလို့နောက်တစ်ခုသူ you မှာကြတော့ဒီရေးထားတဲ့နှစ်ချောင်းငင်ဆိုတာကို below မှာရေးရမယ်ပေါ့เนาะအဲ့ဒါကို outside လုပ်လို့မရဘူးပေါ့တခါမှာတော့ဥပမာညလို့စလုံးတွေမှာတော့ exception ရှိပါတယ်စလုံးကရှည်နေမယ်ဆိုရင်တော့သူ့ကို long form နဲ့ရေးတဲ့ exception တော့ရှိတယ်ဒါပေမဲ့ဒီလိုပုံစံsingle with consonant တွေမှာဆိုရင်တော့သူ့ကို below the consonants letter မှာရေးပေးပါဒါကတော့ how to write tone mark correctly ပါ tone ကြောင်းတွေကိုနောက်တော့မှအရှိလေ့လာကြမယ်เนาะအားလုံးပဲနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်